အမေရိကန်နဲ့အီရန်ကြားကအခြေအနေကတော်တော်လေးကိုတင်းမာနေပြီနော်အန်ဒရီရှိတဲ့အဆင့်ကိုရောက်နေပြီလို့တော့ပြောလို့ရတယ်ဆိုတော့ဒီကိစ္စကိုကျွမ်းကျင်သူတွေကတော့ဘယ်လိုမြင်လဲသူတို့ရဲ့တုံ့တက်ချက်တွေကိုဒီတစ်ခေါက်မှာအသေးစိတ်လေ့လာကြည့်ကြအောင်အစာကလေးကတော်တော်လေးပြင်းတဲ့စကားတစ်ခုနဲ့စလိုက်ရအောင်တာမဒါကိုယုံရတာထက်အီရန်ကိုတော့ပိုပြီးယုံကြည်အောင်မယ်ကြားလိုက်ရတဲ့အတိုင်းပဲဒီစကားကိုပြောလိုက်တာကဘာတူးလဲဆိုတော့အမေရိကန်ရဲ့အရာရှိဟောင်းတရားကိုယ်တိုင်ပဲဟုတ်ပါတယ်ဒီတစ်ခုနဲ့တင်အစိုးရအပေါ်မှာယုံကြည်မှုဘယ်လောက်ထိကဲမဲ့နေပြီလဲဆိုတာအတိုင်းထားမြင်လာနေပြီလေဒါပေမဲ့ခဏလေးအရာရှိဟောင်းတယောက်ကဘာလို့များကိုယ်နိုင်ငံကိုထားပြီးအီရန်ဘက်ကရက်တီပြိုဆိုရတာလဲအဲ့ဒီနောက်ကွယ်မှာတကယ်တမ်းဘာတွေဖြစ်နေတာလဲကဲဒီကိစ္စကိုကျွမ်းကျင်သူတွေရဲ့ထုံသက်ချက်တွေထဲမှာပဲအဖြေတွေလိုက်ရှာကြည့်ကြတာပေါ့ ပထမအအနေနဲ့ကတော့ယုံကြည်ကိုးစားမှုပြဿနာပဲဒါကအဓိကအရင်ခံလို့ပြောရမယ်နိုင်ငံရေးကြားမှာဆွေးနွေးမှုတွေရှိတယ်မရှိဘူးဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးဘသူပြောတာကိုယုံငားမှလဲဆိုပြီးသုံးသပ်သူတွေကအကြီးကျယ်မေခွန်းထုံနေကြပြီဒီနေရာမှာကြည့်လိုက်အစိုးရပြောတာနဲ့ကျွမ်းကျင်သူတွေပြောတာကတခြားစီပဲကောင်းငင်နဲ့မြေကြီးလို့ကွာနေတယ်သမရကတော့တိုင်းရဲ့ဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့ပြောနေတယ်ဒါပေမဲ့ကျွမ်းကျင်သူတွေကတော့အဲ့ဒါလိန်နေတာတကယ်ကိုတရားဝင်ခိုင်မာဆွေးနွေးမှုမျိုးတစ်ခုမှကိုမရှိခဲ့ဘူးလို့ပြက်သားသားကိုခြေပေးထားတယ်ကျွမ်းကျင်သူတွေကတော့ဒီအခြေအနေကိုဘယ်လိုမြင်လဲဆိုတော့အခုဖြစ်နေတဲ့အချက်တဲကဘယ်သူကြောင့်မှမဟုတ်ဘူးသမရကိုယ်တိုင်ဖန်တီးခဲ့လေပြဿနာတဲ့အခုမှအဲ့ဒီဒုက္ခကနေရုံးထွက်ဖို့မလွယ်မှုကိုစူးစမ်းနေရတာတကယ်ကိုကိုယ်တိုင်တူတဲ့တွင်နဲ့ကိုပြန်ကြနေတဲ့ဖြစ်မျိုးပဲလို့သူတို့ကသုံးသပ်တယ်ကဲနောက်တစ်ပိုင်းကစချီအောင်ဒီဘက်မှာဘသူကဖဲခေါင်းစားတွေကိုကင်ထားတယ်လေကျွမ်းကျင်သူတွေကတော့ဒီအင်အားပြိုင်ဆိုင်မှုကိုဖဲဝိုင်းတစ်ခုနဲ့ခိုင်နှိုင်းထားတယ်ဆိုတော့ဘသူကအသာစီရနေလေအပေါ်ရင်ကြည့်လိုက်ရင်တော့ဟုတ်တယ်အမေရိကန်ကအင်အားအကြီးဆုံးနိုင်ငံပဲလေဒါပေမဲ့သုံးသပ်သူတွေကဘာပြောလဲဆိုတော့တကယ်တမ်းမှာဒီပရိပက္ခမှာအီရန်ကအနိုင်ငံနိုင်မဲ့ကပ္ပာကောင်တွေအများကြီးကိုကင်ထားတယ်တဲ့အီရန်ကင်ထားတဲ့ဆိုရဲကပ္ပာတွေကဘာတွေလဲလေးခုရှိတယ်ပထမဆုံးကတော့သူတို့ရဲ့တက်ခတ်လို့စိတ်ပဲအီရန်ဆိုတာဖီအားပေးတဲ့ခေါင်းငုံတက်တဲ့နိုင်ငံမျိုးမဟုတ်ဘူးမြင်တဲ့အခါနေမှာပဲသူတို့ရဲ့ကတော့ဟိုမစီလက်ကြပဲကမကွန်တွေရဲ့အတက်သွေးကြောဖြစ်တဲ့ဒီလမ်းကြောင်းကိုသူတို့ကထိန်ချုပ်ထားနိုင်တော့ဒါကတကယ်ကိုကြီးမားတဲ့အားတာချက်ဖြစ်နေတယ်ပြီးတော့တတိယကတ်ဒါကတော့တော်တော်အရေးကြီးတယ်60ရာခိုင်နှုန်းအထိတန့်စင်ထားတဲ့ယူရေနီယံပိုင်ဆိုင်ထားတာဒါကသူတို့တမဟာဗျူဟာတွေကတန်ဖိုးဖြတ်မရတဲ့အရာတစ်ခုပဲနောက်ဆုံးစက်ဒုတ်တာကတော့ယူရှားနဲ့မဟာမိတ်ဖွဲ့ထားတာယူရှားစီကနေအရေးကြီးတဲ့ထောက်လိုင်းရဲ့တဲ့တွေရောအစမင်ဒရိုနီပညာတွေရောအကုန်ရနေတယ်ကဲဒီလိုတွေဖြစ်နေတော့စီးပွားရေးဘက်မှာရောဘာတွေဖြစ်လာလဲတကယ်လက်တွေ့ဘဝမှာဘယ်လိုတွေထိခိုက်လာလဲဆိုတာကြည့်အောင်ချက်ချင်းမြင်သားတဲ့အကျိုးသက်ရောက်မှုကတော့ဒါပဲ30ရာခိုင်နှုန်းအဲ့ဒါကအမေရိကန်ပြည်နယ်တချို့မှာနှစ်ဖက်အတွင်းခုန်တက်သွားတဲ့ဓာတ်ဆီစီနှုန်းပဲတာမန်ပြည်သူတွေရဲ့အိတ်ကကိုတိုက်ရိုက်လာပြီးထိတာပေါ့ပြီးတော့ဒီကနန်းကိုကြည့်လိုက်ကြုံ1500ဒါကဟော်မုတ်ရွှေလက်ကြပိတ်သွားလို့ပါရှန်ပဲလက်ကွေကိုဖြတ်ဖို့စောင့်နေရတဲ့တင်ပေါ်အရေးအတွက်ပဲကဘာကုန်စည်စီးဆင်းမှုဘလောက်တောင်ပိတ်ဆို့သွားလဲဆိုတာတွေးကြည့်လို့ရတယ်အစိုးဆုံးကဘာလဲဆိုတော့ကျွမ်းကျင်သူတွေခန့်မှန်းထားတာကရေလက်ကြားကိုပြန်ဖွင့်နိုင်ခင်တောင်အားလုံးပုံမှန်ပြန်ဖြစ်ဖို့အချိန်အများကြီးလိုဦးမယ်တဲ့ပထမဆုံးတင်ပေါ်တွေကိုအဆောင်ချက်နဲ့ဖို့တဲ့အနည်းဆုံး1လပိတ်မိနေတဲ့တင်ပေါ်တွေအားလုံးကိုရှင်းလင်းဖို့နောက်ထပ်2လဆိုတော့အားလုံးပေါင်း3လလောက်ကြာမယ်ဒီတော့စီးပွားရေးထိခိုက်မှုကတော်တော်နဲ့ပြည့်ဦးမှာမဟုတ်ဘူးအခုခြေနေကစီရဲ့အရာအလွန်ကြီးမားတဲ့စွန့်စားမှုကြီးတစ်ခုစီကိုဥတည်နေပြီကျွမ်းကျင်သူတွေကတော့ဒီကိစ္စကိုတော်တော်လေးစိုးရိမ်နေကြတယ်။ဒါကြောင့်လဲဆိုတော့ဒီမှာကြည့်ဂျပန်နဲ့ကယ်လီဖိုးနီးယားကနေ American Marine တပ်သား4000လီတာကိုအဲ့ဒီ data ကိုပို့လွှတ်လိုက်ပြီ။ဒါကဘာကိုပြနေလဲဆိုတော့ကိုမီပေါ်မှာစစ်စင်ရတစ်ခုလှုပ်လာနိုင်တယ်ဆိုတဲ့လက္ခဏာပဲ။ American ဆိုရဲ့ရည်မှန်းချက်ကတော့ဒီ Marine တပ်သားတွေကိုတုံးပြီးအီရန်ကိုချင်းချော့ဖိအားပေးပြီးအရှုံးပေးလာအောင်လုပ်ဖို့ပဲ။ဒါမဲ့ကျွမ်းကျင်သူတွေရဲ့အကဲဖြတ်ချက်ကတော့ရှင်းရှင်းလေးပဲ။ဒါဟာလုံးဝကိုပြည့်စည်ဆုံးရှုံးမှုကြီးတစ်ခုဖြစ်လာမှာလေသူတို့ဘာလို့အဲ့ဒီလောက်တောင်ပြင်းပြင်းထန်ထန်တတိပေးနေရတယ်လဲကိုမြေပေါ်တက်ရင်ဘာအနေတွေရှိလို့လဲတစ်ချက်ချင်းကြည့်ရအောင်ပထမဆုံးအဲ့ဒီ Marine တပ်သားတွေကအီရန်ကမ်းခြေလက် -10 ပဲဝေးတဲ့နေရာမှာအလွယ်တကူပစ်ခတ်နိုင်တဲ့ပစ်မှတ်ကြီးတွေဖြစ်သွားလိမ့်မယ်ဒုတိယအနေနဲ့တုံးကြီးတွေ drone တွေနဲ့အဆက်မပြတ်အထိုက်ခိုက်ခံရမှာပြီးတော့
ထောင်ချောက်တွေမိုင်းတွေကြောင့်စစ်စင်ရေးကထင်းတလောက်လွယ်မှာမဟုတ်ဘူးအရေးကြီးဆုံးကတော့အီရန်မြေပေါ်မှာအမေရိကန်စစ်သားတွေအသက်ဆုံးရှုံးနိုင်ရေးကအလွန်ကိုမြင့်မားနေတယ်ဆိုတာပါပဲ ဒါကြောင့်လေကျွမ်းကျင်သူတယောက်ကဒီလိုတောင်ပြောခဲ့တာဒီလိုလောက်တာကလုံးဝကိုယူသွက်တာပဲတဲ့သူတို့အားလုံးရဲ့အမြင်ကိုတီတခွန်းတဲ့နေကိုနားလည်နေတယ်ဘလောက်တောင်ပြင်းပြင်းထန်ထန်ကန့်ကွက်နေကြလဲဆိုတာ ကဲအခုဆိုရင်နောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒီလောက်ရှုပ်ထွေးနေတဲ့အခြေအနေမှာအဆုံးသက်ကဘယ်လိုဖြစ်မလဲကျွမ်းကျင်သူတွေကတော့အခုလိုအနစ်ချုပ်သုံးသပ်ထားတယ်အဓိကချက်ကတော့အမေရိကန်ဟာကိုယ်တိုင်ဖန်တီးထားတဲ့ရှုပ်ထွေးမှုကြီးတယ်မှနစ်နေတယ်အီရန်ဘက်ကတော့ခေါင်းမနေတော့မယ်အရှုံးပေးမဟုတ်ဘူးသူတို့တော့ကဆက်ပြီးရှင်းတဲ့နေနိုင်မှုပဲအဓိကဒါပေမဲ့ဒီကြားထဲမှာစီးပွားရေးပျက်စီးမှုတွေကြောင့်အီရန်ပြည်သူတွေကတော့တော်တော်လေးပုတ်ခတ်ရောက်နေကြရတယ်အဲဒါကြောင့်တူဂီတို့အီဂျစ်တို့လိုကြားနိုင်ငံတွေကတော့တင်းမာမှုတွေဘလို့ short ချရမလဲဆိုပြီးလိုက်ပြီးစီစဉ်ညှိနှိုင်းပေးနေကြရတယ် ဒါကြောင့်နောက်ဆုံးမှာစဉ်းစားစရာမေးခွန်းကြီးတစ်ခုကြံခဲ့တဲ့တန်တမာနီလန်ကလည်းအလုံးမဖြစ်တဲ့လောက်ပဲစီရလန်ချောင်းကိုရွေးပြန်ရလဲပျက်စီးဆုံးရှုံးမှုအကြီးအကျယ်ရင်ဆိုင်ရမယ်ဆိုတော့ဒီလိုချင်းနေမျိုးမှာတင်းမာမှုတွေကိုဘလို့လုပ်ပြီး short ချနိုင်မှာလဲဒါကတော့ကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်တွေကနေပေါ်ချလာတဲ့ဘယ်တော့မှအဖြစ်အတိအကျမပြနိုင်သေးတဲ့မေးခွန်းကြီးတစ်ခုပါပဲ